တားယူကွာဒီမှာကောင်းထပ်ရောက်ပြီရေဦးလေးတစ်လုံးထပ်ရောက်တယ်နော်ဘိုင်ပါမလို့ကွာတူနဲ့လိုက်ကြည့်လိုက်တော့1 star ပါမယ်နော်season outfit လေးတော့သူစုံလေးတောင်းအကျုံးမထုတ်လေးပါမယ်နော်ဟမ်းမဆိုလည်းပြောစရာမလိုဘူးအိုးတိုက်ဆိုတဲ့အတိုင်းပဲအိုးလေးတွေပါရယ်နော်အုတ်ထုံးမှလည်းတော့လည်းသူပါမယ်နှစ်ဖုံးမှဆိုလည်းနော်ဒီကောင်လေးပါမယ်ဒီတခြားအိုးနှစ်ဖုံးလေးလည်းပါမယ်နော်ဘေးတော့မှဆိုလည်းဒီမှာပြောစရာမလိုအောင်ပါရယ်နော်orange ဇက်တို့ဒီမှာ purple ဇက်တို့ဘာညာစမာကလာကွာအားရလေးပါမယ်ဘဘလေးမှာဆိုလဲစုံနေတော်လေးလှရဲဘဘလေးလည်းမစိုးခဏမှဒီမှာဘိတ်ဖက်နက်လေးရောပါရယ်နော်ဘိတ်ဖက်နက်လေးလည်းပါမယ်အန်ဖုံးမှာဆိုတော့3လက်ဖြစ်မယ်နော် season 2အန်ဖုံးလေးပါမယ်ဒီကောင်လေးပါမယ် orange အန်ဖုံးလေးပါမယ်ကားမှာဆို UA ဇက်မှာဆိုတော့စုံလေးဖြစ်မယ်နော်ဒီရောက်စီကားလေးလည်းမစိုးဘူးအိုးကားလေးပါတယ်ဘက်ကီမှာဆိုလဲ season 5ကားလေးပါမယ်အာတာထဲမှာ monster ထွက်လေးတစ်တီးပါမယ်ဒီမုံမှာတော့လုံးဝကျွတ်စင်နော်အိုး emote လေးလုံးဝစုံလေးပါတယ် share ပါတယ်အိုး emote လုံးဝ GTM မှာကော်ခြင်းနဲ့ညူကီတို့အတွက်ပဲရမယ်နော်ညူကီတို့အတွက်ပဲဒီတက်မှာကော်ခြင်းနဲ့ညီတွေအတွက်တီးထုတ်လို့ရမယ်ဒီကောင်လေးဒီလည်းပြောစရာမလိုရှိမယ်ဒီစင်ကိုက်ကလည်းပါမယ်လင်းလေးလည်းပါမယ် next သမုံတို့ကလူဆင်ပေမယ်မွန်တော်လေးလည်းပါမယ်စိုးမွန်တော်လေးလည်းမစိုးသေးဘူးမတီးရဲ့အကြီးနှစ်ချောင်းရှိမယ်နော်မတစ်ကြံလုံးပါမယ်ပြီးတော့ဒီမှာမုတ်စိတ်လေးရောပါမယ်နော်ထိတ်ထားလည်း email link only အတန်လေးနဲ့ရမယ်နော်ဘန်ကွန်မိုအနေထားမှာတော့73လက်ရှိမယ် level 1လေးတွေများမယ် level 3 level 4 level 3 level 4တွားလို့တင်းတင်းလေးပါမယ်မကွန်လန်နာ level မှာတော့55ဖြစ်မယ်စီဟီယာကောင်လေးဖြစ်မယ်နော်ပြီးတော့ပေါင်းနေမှာဆိုရင်ကွန်ဂရန်စာပေါင်းလေးပါမယ်နော်ကွန်ဂရန်စာပေါင်းလေးလည်းပါမယ်โอเคဒီကောက်လေးကိုကဒီရောင်းပေးမဲ့ဈေးလေးကတော့200မပြည့်ရဲ့ဈေးလေးနဲ့ရောင်းပေးမယ်ကွာကောက်လေးကြိုက်တယ်ဈေးနှုန်းလေးအတိအကျသိကျင်တယ်ဆိုရင်ကိုကဒီရဲ့ TikTok chat box ကဖြစ်စီကွာ Telegram ကဖြစ်စီကွာဈေးနှုန်းအတိအကျကိုလာမေးလို့ရရကွာโอเคအားလုံးပဲ bye bye